မင်္ဂလာပါကျွန်တော်နာမည်ကတော့ဖဖိုင်မဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် Spider-Man Brand New Day ရုပ်ရှင်ကိုရုပ်ရှင်အောင်မှာတွားကြည့်ပြီးကြသူ့ရဲ့ end credit လေးကကျွန်တော်စိတ်ထဲမှာတော်တော်ဆွဲသွားရပေါ့အဲ့တော့အဲ့ end credit လိုမျိုး style မျိုးကျွန်တော်လုပ်ချင်တာနဲ့ကျွန်တော်ရဲ့မွေးရမြေရန်ကုန်ကို Spider-Man Brand New Day end credit style နဲ့ဗီဒီယိုရိုက်ခဲ့ပါတယ်ခင်ဗျာအဲ့ဗီဒီယိုကိုကြည့်ကျင်နေဆိုရင်တော့ဒီဗီဒီယိုမှာတော့မရှိပါဘူးနောက်တခြားသက်ဗီဒီယိုနဲ့တင်ပေးထားပါတယ်ဘာဖြစ်လို့လဲဆိုတော့ copyright မိထားတဲ့တခြင်းကိုသုံးထားတဲ့အတွက်ကျွန်တော်ကြော်ညာမဝင်တော့အဲ့အကြောင်းကျွန်တော်သက်ဗီဒီယိုအနေနဲ့တင်ပေးထားပါကျွန်တော်ရဲ့ English channel မှာတင်ထားပါအဲ့ English channel မှာကြတော့ကျွန်တော်ကအင်္ဂလိပ်လိုပဲပြောရမှာလို့အင်္ဂလိပ်လိုပြောစိတ်ဝင်စားဆိုရင်တော့ကျွန်တော်ဒီမြန်မာ channel မှာပဲဆက်အားပေးပါခင်ဗျာအင်္ဂလိပ် channel ကို subscribe ပါညာလေးလုပ်ချင်မလို့ပါဘူးဒီမြန်မာ channel မှာပဲအားပေးပြီးတော့ကြည့်ရနေကျွန်တော်ပြောအရင်ကိုပြောရှင်နေပါခင်ဗျာဒါပေမဲ့အင်္ဂလိပ်လိုပြောတာပါညာစိတ်ဝင်စားရဲဆိုရင်တော့အဲ့ channel ကိုလည်းတခြားဗီဒီယိုတွေလည်းကြည့်ပေးပါပါဗျာကျွန်တော်အဲ့ Spider-Man Brand New Day end credit style ရန်ကုန်ရိုက်ထားတဲ့ဗီဒီယိုကြည့်ချင်နေဆိုရင်တော့ကျွန်တော် comment မှာသို့မဟုတ် description မှာသို့မဟုတ်ထိန်းထားလေးမှာပေါ့နော်ကျွန်တော် link ချပေးထားပါမယ်ခင်ဗျာအဲ့တော့အဲ့အားကိုသွားကြည့်ပေးပါဒါပေမဲ့Brand New Day ဘယ်လိုရိုက်ခဲ့လဲဆိုတာသိချင်ဆိုရင်တော့ဒီဗီဒီယိုဆက်ကြည့်ပေးပါခင်ဗျာရင်ဦးဆုံးကျွန်တော်ကရိုက်ချင်တာဘာဖြစ်လို့ရိုက်ချင်တာလဲဆိုတော့မှန်ပြောရရင်ဒီလိုမျိုး end credit style ရန်ကုန်မှာတယောက်မှရိုက်တာကျွန်တော်မတွေ့သေးဘူးပေါ့ကျွန်တော်ဗီဒီယိုတစ်ခုတော့တွေ့တယ်ဟို YouTube ပေါ်မှာလား Facebook ပေါ်မှာလားမသိဘူးကျွန်တော်မေ့သွားပြီဒါပေမဲ့အဲ့မြန်မာ group တစ်ခုอ่ะပေါ့နော်အဲ့ end credit style ကိုရိုက်ထားတာတော့ကျွန်တော်တွေ့တော်တော်လိုက်ဒလားဒါတွေရောဟိုသူတို့ drone နဲ့လားမသိဘူးရိုက်ထားတာလားမသိဘူးသူရဲ့ sunset video တွေတော်တော်မိုက်တယ်ကျွန်တော်ရှာတွေ့ရင်တော့အောက်မှာ link လေးပေးထားပါတယ်ပေါ့နော်သူတို့သွားအားပေးပါရှာမတွေ့ရင်တော့ကျွန်တော်လည်းမတတ်နိုင်ဘူးပေါ့โอเคကျွန်တော်ဗီဒီယိုမှာတော့ idea 3မျိုးထည့်ချင်တာပေါ့နော်ပထမတစ်မျိုးကမနက်ကနေပြီးတော့ညကိုသွားတဲ့ပုံစံမျိုးလေးလုပ်ချင်တော့အဲ့တော့ဗီဒီယိုစမှာမနက်ပိုင်းကစမယ်ပြီးရင်ဇက်သိန်းပိုင်းမှာကြတော့နေဝင်တာတော့မဟုတ်ညဘက်နဲ့စမယ်ပေါ့အဲ့လိုမျိုးစဉ်းစားထားတာပေါ့ဒုတိယ idea ကကြတော့ကျွန်တော်ရဲ့စိတ်ထဲမှာအရေးကြီးတဲ့ landmark တွေပေါ့ရန်ကုန်မှာနေထိုင်တဲ့လူတွေသွားထားရှိတဲ့နေရာတွေပေါ့အဲ့လိုမျိုးနေရာလေးတွေကိုကျွန်တော်ကတဘာဝကြရိုက်ကူးကျင်တာပေါ့နော်ပြီးတော့တတိယအချက်ကကြတော့ကျွန်တော်ရဲ့ style ပုံစံဝင်အောင်ကျွန်တော်နဲ့ personal လေးနည်းနည်းပိုဖြစ်အောင်လို့ကျွန်တော်ငယ်ငယ်တုန်းကကြီးပြင်းလာခဲ့နေရာတွေကျွန်တော်တက်ခဲ့တဲ့ကျောင်းတွေခြောက်သွားခဲ့တဲ့နေရာတွေပေါ့နော်အဲ့နေရာလေးတွေကိုလည်းကျွန်တော်ရိုက်ချင်လို့ပေါ့ရိုက်ချင်တော့အဲ့နေရာလေးတွေပါပေါင်းပြီးတော့ထည့်ပေးထားပါတယ်အဲ့တော့ကျွန်တော်တို့က personal လေးပို့ဖြစ်တာပြီးတော့အဲ့နေရာတွေမှာဒီတိုင်းသူတို့ရဲ့ပုံစံတွေကိုရိုက်တဲ့အစားကျွန်တော်လုပ်ခဲ့တဲ့ activity လေးတွေပေါ့ဥမာမနက်ဈေးသွားတာတို့ညဈေးသွားတာတို့အဲ့ activity လေးတွေပါကျွန်တော်ကြိုက်တဲ့နေရာလေးကြောင်ကြိုကြောင်သားလေးတွေပါရိုက်ခဲ့ပေးပါတယ်ပေါ့နော်ဒါပေမဲ့တခုရှိတာအကြောင်းကျွန်တော်မြန်မာနိုင်ငံမှာဒီလိုမျိုးလမ်းမှာ vlog တွေပိုင်းညာအခုလောဆယ်ရိုက်တာမရှိကြတော့ဘူးဗျာအဲ့တော့မရှိကြတော့ကျွန်တော်လမ်းမှာရိုက်တော့နည်းနည်းတော့ awkward နည်းနည်းတော့ဖြစ်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူတွေအကုန်လုံးကဟာဒီကောင်းလေးဘာရှောက်ရိုက်နေလဲဟာဒုက္ခဆိုပြီးတော့ကျွန်တော်အဲ့လိုယုံလေးနဲ့ဝိုင်းကြည့်နေကြဒီမှာကျွန်တော်မျက်လုံးနဲ့ပြုံးလေးနည်းနည်းလေးနေရာလေးဟိုဒီကောင်ဘာလုပ်နေရလဲဆိုပြီးတော့လိုက်ကြည့်ရတော့ပြီးတော့ကျွန်တော်ရိုက်နေတဲ့နေရာလေးကိုလေဟမ်အဲ့နေရာကိုဘာလို့ရိုက်နေပါလဲဆိုတော့ယုံလေးနဲ့လိုက်ကြည့်နေဟိုလေးလိုက်ကြည့်အဲ့ဒါတော့ကျွန်တော်ရဲ့ struggle တစ်ခုပေါ့နော်ပြီးတော့နည်းနည်းလမ်းမှာလည်းအခြေအနေပါညာလေးတွေလည်းကြည့်ရတာပေါ့ဗျာ public မှာရိုက်တာဖြစ်တဲ့အတွက် safe ဖြစ်အောင်နေရတာပေါ့ဗျာဟိုကိုအနေနဲ့ပါညာမရအောင်ပြီးတော့သူများတွေကိုလည်းစိတ်ဒုက္ခမပေးမိအောင်အဲ့ဟာတွေကလည်းထည့်စဉ်းစားပေးရဆိုတော့ဟိုရိုက်ရပါညာနေရာရွေးတာလည်းတော်တော်ကောင်းရမ်းစားတာပါခင်ဗျာတကယ်ကိုကောင်းရမ်းစားအဲ့အကြောင်းရိုက်တာတောင်မှဒုက္ခရောက်နေတဲ့အတွက်ကျွန်တော်က MA ဆိုဒီဗီဒီယိုက original idea vlog ရိုက်ချင်တာပေါ့နော်ကျွန်တော်ဒီလိုမျိုးရိုက်ခဲ့ပါရဲဆိုတော့ vlog တေချာရိုက်ချင်တော့ဒါပေမဲ့တိတ်ပြီးတော့ရိုက်ရအခက်ခဲတဲ့အတွက်ကျွန်တော်ဟို landmark တွေပါတေချာဖမ်းမြောင်လို့ရိုက်တာတော့မှတော်တော်ခဲရင်းတဲ့အတွက်တော်တော်လူတွေကဝိုင်းကြည့်နေကြတဲ့အတွက်ပေါ့နော် awkward ဖြစ်လို့မျိုးဝိုင်းကြည့်နေကြတဲ့အတွက်ကျွန်တော် vlog လုပ်တာတော့နည်းနည်းခက်ခဲသွားလို့မလုပ်ဖြစ်လိုက်ပါဘူးခင်ဗျာအဲ့တော့အဲ့အလေးတွေကတော့ဒါတွေရိုက်ရင်းနဲ့တွေ့ခဲ့တဲ့အခက်အခဲလေးတွေပေါ့ဗျာဒါပေမဲ့ကျွန်တော် vlog လေးတစ်ခုတော့ရိုက်ခဲ့ပါတယ်နော်ဗြိတိရှကောင်ဆယ်နားမှာကျွန်တော် vlog လေးတေးလေးတစ်ခုတော့ရိုက်ခဲ့ပါတယ်အဲ့ဒါကျွန်တော်ဘာလို့ဗြိတိရှကောင်ဆယ်မှာပြီးတော့အဲ့နာပတ်ဝန်းကျင်မှာရိုက်ခဲ့ရလဲဆိုတာဘာလို့ idea ထွက်ခဲ့တာလဲဆိုတော့ဒီမှာရှင်းပြတဲ့ဗီဒီယိုလေးပြပါမယ်ကျွန်တော်အခုလောလောဆယ်ကတော့ဗြိတိရှကောင်ဆယ်နားမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေရာကိုဘာလို့ရိုက်ချင်လဲဆိုတော့အဲ့ဗြိတိရှသိမ်းပိုက်တုန်းကစောက်ခဲ့တဲ့building တွေပိုင်းညာတွေပေါ့နော်အဲ့အရာတွေကလည်းမြန်မာရဲ့ history ထဲမှာပါတော့အဲ့အရာကိုလည်းပြသခြင်းတဲ့အတွက်ဒီ montage မှာထည့်တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်းကျွန်တော်ကဒီနားမှာငယ်လေးကကြီးပြင်းလာခဲ့တာဆိုတော့ဒီနေရာလေးကလည်းကျွန်တော်အတွက် resonate ဖြစ်လို့ပါဗောနော်အဲ့ဒါကြောင့်အားတွေကိုရိုက်ပါမယ်ခင်ဗျာ Okay
အဲ့တော့ကျွန်တော်နည်းနည်း idea လေးပါညာပြောပြီးသွားပြီဆိုတော့ကျွန်တော်ရဲ့ Premiere Pro ဒီမှာဘယ်လို edit ခဲ့ရလဲနည်းနည်းပါပါအသေးစိတ်လေးပြောပြပေးရောเนาะကျွန်တော်ဒီမှာဒီ font တွေပါညာ typography တွေကလည်းတငယ်ချင်းတယောက်စီကအကူအညီရထားတာပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့ typography ဒီနေရာကြီးရွေးတာတွေပါညာကျွန်တော်တိတ်မကောင်းဘူးဗျာကျွန်တော်ရဲ့ skill set ထဲမှာမပါဘူးပေါ့အဲ့တော့ကျွန်တော်ဒီဟာတွေအကုန်လုံးကဒီ typography အကုန်လုံးကျွန်တော်ရဲ့တငယ်ချင်းတယောက်ကူညီပေးထားတာဖြစ်ပါတယ်အဲ့ပြီးတော့ဒီအတန်လေးတွေကလည်း mute ထားပါမယ်เนาะဘာဖြစ်လို့လဲဆိုတော့ဟို copyright team မှာဆိုလို့ပါကျွန်တော်ဥပမာဒီဘိုင်းလေးပြမယ်ပေါ့เนาะဒီဘိုင်းဆိုရင်ဒီမှာတော်တော်လှတယ်ဒါပေမဲ့ကျွန်တော် original ဟာကိုပြမယ်เนาะကျွန်တော်အယောင်တွေပါညာမချင်းခင်အဲ့တော့ကျွန်တော်ကမှအယောင်ချင်းတာ၃မျိုးရှိထားတယ်ပေါ့တစ်ခုကအနီရောင်လျှော့တာရယ်အနီရောင်တိုးတာရယ်ပြီးသွားရင်နောက်ဆုံးတစ်ခုကဟိုတိမ်နေပါညာတွေကိုပြင်တာရယ်အနီရောင်လျှော့တာကကျွန်တော်ဘာလို့ထားရလဲဆိုတော့ဒီမှာဒါ original ပေါ့ original ကနည်းနည်းလေးနီးနေတယ် clip ဆိုရင်နည်းနည်းလေးနီးနေတယ်အဲ့လိုနည်းနည်းလေးညီတဲ့ clip တွေအကုန်လုံးကိုကျွန်တော်အနီအောင် short ချတာပေါ့နော်နည်းနည်းပို့ပြီးတော့လှအောင်လို့အဲ့တော့ဒီမှာတော့အနီအောင် short ချလိုက်တော့ဒီလိုမျိုးဖြစ်သွားတယ်အဲ့ဒါကျွန်တော်ရဲ့ကိုယ်ပိုင် setting တွေပေါ့ဗျာဒါကျွန်တော်ပိုင်ကျွန်တော်ပြင်ပြီးတော့ adjust တာပေါ့အဲ့ဒါပြီးသွားတော့ဒီကောင်ကိုထည့်ပြီးသွားတဲ့အချိန်မှာနောက်တစ်ခုကျွန်တော်သတိထားမိတာကောင်းကင်တွေပိုင်းညာရရတယ်ရှင်းပြောအရင်ဖြူနေရပေါ့နော်တိမ်တိုက်တွေပိုင်းညာဒီထိအောင်တိတ်မမြင်ရတော့ပေါ့အဲ့တော့မမြင်ရတော့ကျွန်တော်အဲ့ဒီထိပြန်ထွက်လာအောင်ဒီဟာတွေကောင်းကင်တွေ short ချအောင်တော့ဒီမှာ before after တော့အလင်းလေးနည်းနည်းကွာသွားတယ်နော်စမှာတော်တော်နီးရဒီကျမ်းမြင့်နေဆိုနီးနေအဲ့တော့အနီကိုနည်းနည်း short ချပလိုက်တာဒီမှာဆိုရင်တိမ်တိုက်တွေကိုမှကြီးလိုက်ရင်ပါမန်လေးပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ original ဟာကဒီနားမှာနည်းဖြူသွားတိတ်ပြီးတော့ဒီထိတိတ်မမြင်ရတော့ပေါ့အဲ့တော့ကျွန်တော်ကအဲ့ဟာ short ချလိုက်တော့မှဒီထိနည်းနည်းပုံမြင်သွားပုံမြင်ရသွားနောက်တစ်ခုကတက်ချင်းကျွန်တော်ဒီမှာဒီပိုင်းမှာပေါ့နော်ဒီဒလတတာပိုင်းမှာကျွန်တော်မှာနှစ်ခုထပ်ထားရပေါ့နှစ်ခုထပ်တာဘာဖြစ်လို့လဲဆိုတော့ကျွန်တော် original တချင်းကိုနားထောင်လိုက်တယ်နားထောင်လိုက်ပြီးတော့အဲ့ movie တွေက movie version တချင်းပေါ့ဒါ movie version ပေါ့ movie version တချင်းကိုလည်းမတော်တဆအပေါ်အောက်ထက်မိသွားပေါ့ထက်မိသွားပြီးတော့ကျွန်တော်မှားနားထောင်လိုက်တဲ့အချိန်မှာသူ့ရဲ့ rhythm လေးကတော်တော်လေးလှသွားအဲ့ဒါကျွန်တော်ဘာပြောနေတာသိကျင်နေဆိုတာဒီဘိုင်းကိုသွားကြည့်ပေးပါပေါ့နော် link ပေးထားတဲ့ဗီဒီယိုမှာအဲ့ဘိုင်းကိုသွားကြည့်ပေးပါဦးအတန်လေးကလှသွားတော့ကျွန်တော်အဲ့အတန်တစ်ခုကိုထပ်လိုက်တာပေါ့အဲ့တော့ထပ်လိုက်တော့ခင်းထဲမှာဒီနားကကျတော့သူက lyrics ပြောနေတာပေါ့နော်ဒီဟာကကျတော့ backing track ပေါ့ backing track ကဘာထည့်ထားလဲဆိုတော့အဲ့ ad lib လေးထည့်ထားပေါ့ hum နေရပေါ့ဗျာကျွန်တော်တချင်းဆိုတာအဲ့လောက်မကောင်းဘူးနော်ကျွန်တော်တချင်းဆိုတာစုပ်ပြတ်အဲ့မှာ background ကနေပြီးတော့တတိချာချာလေးငကြက်တက်ပြီးနားထောင်ကြည့်ပေါ့ဗျာ background မှာဆိုပြီးတော့အဲ့အတန်လေးတွေပါတယ်အဲ့ဒါ original တချင်းမှာမပါပါဘူးအဲ့ဒါကျွန်တော် remix လုပ်ပြီးတော့ပြန်ထည့်ထားတာပါเนาะလုံးဝ professional တွေအတွက်ကြည့်ရင်တော့ဒါအရင်ကြီးတော့ impressive မဖြစ်ပေမဲ့ဒါကတော့ကျွန်တော်တိတာတက်တာနဲ့ကျွန်တော်လှုပ်ထားတာပေါ့ဗျာပြီးတော့အယောင်တွေကလည်းဒီလိုမျိုးနည်းနည်းအနီရောင်လေးထည့်တာတို့ဘာညာထည့်ထားတာဘာလို့လဲဆိုတော့ကျွန်တော်စိတ်ထဲမှာလည်းအဲ့ရန်ကုန်မြို့ကြီးကလှပတဲ့အပိုင်းလေးရှိရပေါ့ဗျာသူကမြို့ကစီကားပဲမဲ့လှပတဲ့အပိုင်းရှိတော့အဲ့လှပတဲ့အပိုင်းလေးအယောင်လေးတွေကိုထုတ်ပြခြင်းလို့ပေါ့အဲ့တော့ဒီအနီရောင်တို့ဒီအစိမ်းရောင်တို့ထုတ်ပြခြင်းလို့အဲ့အနီရောင်နဲ့အစိမ်းရောင်တွေကိုကြောက်ကျွန်တော်ဆွဲထုတ်ထားတာပါဗျာတခြားအရောင်တွေထက်ဆိုင်အဲ့အကြောင်းဒီမှာဥမာပြောရရင်ဒီလမ်းနေဆိုရင်လည်းဒီမှာနည်းနည်းနီးခြင်းတို့ကဒီနားဆိုရင်လည်းနီးတဲ့အရောင်ဟောက်နေရပေါ့အဲ့လိုမလုပ်ထားပါဗျာပြီးတော့ကျွန်တော်ထူးဆန်းတာပြခြင်းတာဒီရွှေတကုံဖျားပုံတွေပေါ့နော်အရောင် adjust တာဘာမှတိတ်မရှိဘူးတော့ဘာမှတိတ်မရှိဘူးကျွန်တော်ဟိုကောင်းကင်ကို adjust စားရပဲရှိတယ်ကျွန်တော်က original အတိုင်းပဲကျွန်တော်ဒီဟာကို original ရအောင် capture ခဲ့ရအဲ့ဒါကြီးရအဲ့ရွှေတုံဖျားဒီဟာကိုရိုက်ဖို့အတွက်နည်းနည်းစောရောက်နေလို့နည်းနည်းထိုင်ဆောင်နေရတယ်ပေါ့မိုးကလည်းရွာနေတာအဲ့စိတ်ညစ်စရာထိုင်ဆောင်နေရတယ်ဖြည်းဖြည်းဆောင်နေနေကျွန်တော်မှရိုက်စရာဘယ်ရလဲဘန်းနေ angle ယူရမလဲလဲမသိတော့အဲ့ရှောက်ရှာနေနေကျွန်တော်ဟာဒီကောင်းကင်ဒီလိုမျိုးဖြစ်တာလဲသိရောကျွန်တော်ရဲ့မိဘတွေကလည်းဟာဟိုမှာကောင်းကင်လာဆိုတော့ဟာမြင်သွားရမယ်ဆိုပြီးတော့မြင်သွားပြီးတော့ကျွန်တော်နေရာလိုက်ရှာတာပေါ့လူတွေကလည်းကျွန်တော်ဝိုင်းကြည့်ဘာလို့ဆိုတော့ကြောင်ရောင်နဲ့ကလေးလေးကောင်းလေးတယောက်ကဘာလို့ဓာတ်ပုံလိုက်ရိုက်နေရလဲဆိုပြီးတော့ဝိုင်းကြည့်နေကြတာပေါ့ဗျာအဲ့တော့အဲ့ဒီဟာလိုက်ရှာရင်းနဲ့ကျွန်တော်ဒီ angle လေးရခဲ့တာပေါ့နော်ရိုက်နီးပြောပြမယ်ပေါ့နော်ကျွန်တော်အတွက်ပေါ့နော်အခုလောဆိုကျွန်တော်ဓာကြီးတော့တိတ်မတက်သေးဘူးပေါ့ဒါပေမဲ့ကျွန်တော်အခုတက်တလောက်ထိသိရတော့ကျွန်တော်ကြိုက်တာဒီ foreground ထားရတာကြိုက်တယ်ဗျာဘယ်ပုံပဲဖြစ်ဘယ်လောက်ပဲရိုးနေပါစေဒီအရှိမ foreground လေးထားလိုက်တယ်ဆိုရင်ပုံကလှသွားအဲ့ concept ကိုယူပြီးတော့ကျွန်တော်မှာ foreground လေးထားလိုက်တယ်ပေါ့နော် foreground ထားဒီမှာတော့ဒါကကြာ framing လိုမျိုးလေးဖြစ်သွားအဲ့လို framing လောက်ကျွန်တော်ကြိုက်တယ်ပေါ့နောက်တစ်ခုကျွန်တော်ကြိုက်တဲ့ framing တစ်ခုကလည်းဒီ framing လေးကြိုက်တယ်ပေါ့ဒီတိုင်းကြီးလိုက်ရင်တော့တိတ်မသိတာပဲတေးချာကြီးလိုက်ရဆိုရင်ဒီ framing ကြီးကြောင့်ကျွန်တော်တို့ကပို့ပြီးတော့ဒီနားကိုပို့ပြီးတော့ ion site မိရပေါ့အဲ့လိုမျိုး detail လေးကျွန်တော်ထည့်ပေးထားတာပေါ့ဗျာပြီးတော့နောက်တစ်ခုကကြာတော့လေကျွန်တော် viewer အနေနဲ့လည်း edit ရင်လည်းစဉ်းစားရသေးတယ်ဗာလဲဆိုတော့ screen အလဲကိုကြည့်နေရဗျာပြီးရင်နောက် clip ပြသွားရင်ဒီတယောက်အာယုံဆိုင်ရတော့ तू က screen လဲရပဲစား
对吧 screen လေးရပဲစားအဲ့လိုမျိုးပေါ့ပြီးရင် screen လေးကဒီ9ရောက်သွားပြီးတော့တွေ့တာဒီနားမှာနည်းနည်းလေးအချိန်ပိုလေးပေးထားရပေါ့ဗျာအဲ့ဒါဆိုကျွန်တော်တို့လူရဲ့မျက်လုံးကဒီနားကိုကြည့်မယ်ဒီနားကိုကြည့်မယ်အဲ့နားကိုကြည့်နေတဲ့အချိန်နောက် clip လေးပြောင်းသွားရောဒီနားမှာဟိုအစိမ်းရောင်အာယုံဆိုင်သွားပေါ့အစိမ်းအောင်ဆိုင်တော့ဒီမှာဓာကြီးပါကြည့်ဓာကြီးပါကြည့်ဒီဟာပြီးတော့နောက် clip ရောက်တဲ့အချိန်မှာကျွန်တော်ကဘလို့ဆက်ရမလဲမသိတော့လို့ကျွန်တော်က frame နဲ့ဆက်လိုက်တာပေါ့ frame နဲ့ဆက်လိုက်တော့ဒီမှာကြည့်နေတဲ့နေရာဘယ်နားရောက်နေဆိုတော့ frame နားရောက် frame ရောက်နေတော့အောက်ကိုတန်းပြီးမျက်လုံးကကြည့်ရောအောက်ကိုကြည့်တဲ့အချိန်မှာဒီကားလမ်းကိုကြည့်မယ်ပြီးတော့ဒီနားမှာတွေ့တာပန်းရောင်နဲ့ food panda driver တယောက်ရှိတော့အဲ့ driver ကိုအာယုံဆိုင်နေတဲ့အချိန်မှာကျွန်တော်ဒါကကျွန်တော်ရဲ့စဉ်းစားပုံစဉ်းစားနည်းပေါ့ဗျာကျွန်တော်ဒါ viewer အနေနဲ့ဗီဒီယိုကြည့်မယ်ဆိုအဲ့လိုကြည့်မိမှာအဲ့တော့မှာ food panda driver တွားနေပြီးတော့ဒီနားကိုအာယုံဆိုင်နေတော့ကျွန်တော်မျက်လုံးကအာယုံဆိုင်နေတဲ့အချိန်မှာတွေ့လားနောက် driver မှာနောက် space စီးနေတဲ့တယောက်နဲ့ဆက်သွားအဲ့လိုမျိုးပါဗျာကျွန်တော်အဲ့လိုမျိုးလေးဆက်ထားတာပေါ့အဲ့လိုပါပဲခင်ဗျာအဲ့တော့ကျွန်တော်ဒီဗီဒီယိုရိုက်ဖို့အတွက်အဲ့ angle တွေရောစဉ်းစားရတယ်ရောနေရာတွေစဉ်းစားရတယ်ရောတော်တော်လေးကိုအားထည့်ထားရဲ့အတွက်ကြောင့်အားပေးခြင်းတယ်ဆိုရင်ဗီဒီယို link ကိုထားပေးထားပါမယ်ဗျာကျွန်တော်ဆော့လို့မရတော့ဘလို့ပဲဖြစ်ဘယ်မှာမှရှာလို့မရဆော့လို့မရတော့ရဲ့ Spider-Man game ကို VR မှာဆော့တာမြင်ခြင်းတယ်ဆိုရင်လေဒီဗီဒီယိုကိုတွားကြည့်လို့ရပါတယ်ခင်ဗျာအခုအဆုံးထိကြည့်ပေးရတော့လေကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုကနည်းနည်း ramble လုပ်တဲ့ဗီဒီယိုလေးပေါ့ကျေးဇူးပါကြည့်ရတဲ့လူတွေလည်းကောင်းသောနေ့သုံးဖို့ကောင်းသောညဘယ်နေရာမှာပဲဖြစ်ဖြစ်ရပါစေခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်တတာ bye bye